Assalamualaikum. Assalamualaikum. No. နန္ဒနာတက္ကသိုလ်ဖြစ်ရကိုတမိုင်းလိန်တို့ဖြင့်ပုံဖြတ်ခါခြေတခဲ့မှုအားအာဏာရပါတီအပေါ်ဝင်အစွန်းရောက်လက်ရစွန်းအမျိုးသားရေးသမားများကတက်ဆိုးရှိရန်ပံ့ပိုးနေပါသဖြင့်နန္ဒနာတမိုင်းအလွဲအမှားတို့အားအမှန်တရားဖြင့်အစားထိုးရန်ခက်ခဲနေစေဖြစ်ပါသည်အက္ဆလမ်ဘာသာဝင်တို့သည်အခြားဘာသာဝင်တို့၏ဖျားเจ้าငံများကိုဖျက်ဆီးတိုက်ခိုက်သည်ဟုသောဝါဒဖြန့်ချိမှုကိုအားသာသွားစေသောဖြစ်ရနောက်တစ်ခုမှာတာလီဘန်တို့ကအာဖဂန်နစ္စတန်ဘာမီယမ်အယမ်မှဗုဒ္ဓယူဝါတို့အားဖောက်ခွဲဖြစ်စီခဲ့သည့်ကိစ္စဖြစ်ပါသည်ဤဖြစ်နှင့်ပတ်သက်၍ဗမလိုက်သောဂျာနီလေးလာသူတို့ကအကျိုးအကြောင်းစီလျော်စွာတင်ပြချက်တို့ရှိပါသည်ထိုပညာရှင်တို့ကအကယ်၍သာအစ္စလာမ်သာသနာသည်မိမိတို့နှင့်အယူမတူသည့်ဘာသာတရားတို့ဤသာသနိကအဆောက်အုံတို့အားဖြစ်စီရန်လမ်းညွှန်ခဲ့သည့်ဆိုပါကယနေ့မြမောက်ခေတ်ကာလတွင်အစ္စလာမ်အေးဆိုင်အောက်ရောက်ရှိနေသည့်ဒေသတို့မှဘာသာကြားဖျားအကြောင်းကရုပ်ထုရုပ်ဝါတို့မှစ၍ယဉ်ကျေးမှုအမွေအနှစ်တို့သည်တစ်ခုမျှကြံရှိတော့မည်မဟုတ်ဘူးသုံးသပ်ကြပါသည်ယနေ့ခေတ်သည့်အီရတ်နှင့်အီရန်တို့မှာတစ်ချိန်ကတပေါင်းတစည်းတဲ့ပါရှားနိုင်ငံအဖြစ်တည်ရှိခဲ့ပါသည်ထိုဒေသသည်ပါရှန်အင်ပါယာမထွန်းကားမီတမိုင်းဦးစယဉ်ကျေးမှုထွန်းကားရာဟုပညာရှင်များသတ်မှတ်ထားသည့်အဆီရီယန်ဘေဘီလုံစသည့်နိုင်ငံကြီးများအဖြစ်ရည်တည်ခဲ့ပါသည်အစ္စလာမ်ဥပဒေတို့ကိုအလွန်တင်းကျပ်စွာအတင်းဆောင်မခံဘဲကျင့်သုံးသည့်အီရတ်နိုင်ငံနှင့်ဆဒမ်ဟူစိန်စသည့်အာဏာရှင်တို့၏ဘတ်ပါတီကြီးစိုးခဲ့ရာအီရတ်နိုင်ငံတို့တွင်အထက်ဖော်ပြပါရှေးဟောင်းယဉ်ကျေးမှုလက်ရများကိုယ်ွယ်ရာရုပ်ထုရုပ်ပွားဆင်းမှုတော်များထေဝါခံများသည့်တာသနိကအဆောက်အများအထင်ရှားရှိနေပါသည်ယင်းနိုင်ငံသားတို့မှာအစ္စလာမ်ဘာသာဝင်များဖြစ်လာသည်မှာနှစ်ထောင်ချီခဲ့ပြီးတိုးတိုင်အောင်ခေတ်အဆက်ဆက်ယင်းနိုင်ငံအားအုပ်ချုပ်ခဲ့သူတို့မိသည့်နိုင်ငံရေးဝါဒကိုကျင့်သုံးခဲ့သည်ဖြစ်စေ၎င်းတို့နိုင်ငံရှိရှေးဟောင်းယဉ်ကျေးမှုနှင့်ဘာသာရေးဆိုင်ရာအထိမ်းအမှတ်အလုံးတို့ဟာအစ္စလာမ်အစွန်းမှနှင့်အညီစောင့်ရှောက်ထိန်းသိမ်းခဲ့ကြပါသည် ISIS အစွန်းရောက်များအဆိုပါယဉ်ကျေးမှုပြတဲ့ကြီးတို့အားဖျက်ဆီးရန်ကြိုးစားစဉ်အခါကမ္ဘာမီဒီယာတို့မှဖော်ပြမှုကြောင့်ကမ္ဘာလုံးမြဝထင်မြင်တွေ့ခဲ့ကြပါသည်ထိုနည်းတူစွာအီဂျစ်နိုင်ငံမှအမှုပညာလက်ရမြောက်လှသည့် Sphinx ခုခေါ်သောတိရစ္ဆာန်နှင့်လူရောဆက်ထားသည့်နတ်ဖျားရုပ်ထုများပီရမစ်ဟုခေါ်သောအီဂျစ်ရှေးဟောင်းဘာသာရေးယဉ်ကျေးမှုနှင့်တိုက်ရိုက်ဆက်နွယ်နေသည့်သင်္ချိုင်းကူများမှအညစ်ထက်တိုင်းနိုင်ငံတော်ယဉ်ကျေးမှုအမွေအနှစ်ဖြင့်မွတ်စလင်လူများစုအီဂျစ်နိုင်ငံမှထိန်းသိမ်းထားပါသည်ပါကစ္စတန်နိုင်ငံရှိတက္ကသီလာနှင့်အခြားအရက်များရှိဗုဒ္ဓဘာသာဆိုင်ရာယဉ်ကျေးမှုများကိုခေတ်အဆက်ဆက်မှပါကစ္စတန်အစိုးရတို့သည်နိုင်ငံရေးရည်စည်းကြောင်းတွင်မိတို့ပင်လူသားဆန်ပြောင်းလဲစေခဲ့ပါမူအစ္စလာမ်ဘာသာဝင်ပါကစ္စတန်အစိုးရအဆက်ဆက်မှအမြတ်တနိုးထိန်းသိမ်းဆောင်ရှောက်ထားကြောင်းကိုပြည်သူ့ဘုံကြီးနိုင်ငံသို့အကြိမ်ကြိမ်ရောက်